မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ရင်းကျေးခြင်းဆိုတဲ့ရင်းကျေးမှုဆိုင်ရာအချက်အလက်ကလေးတွေတိတိထိုက်တာလေးတွေအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ရင်ကျေးခြင်းဆိုတာရှောင်တဲ့နာကိုရှောင်ဆောင်တဲ့နာကိုဆောင်လိုက်တဲ့အခါမှာအစစအရာရာအစဉ်ပြေချောမွေ့မှုကိုဖြစ်စေတဲ့အမြဲတစေထိမ့်သိမ်းလိုက်နာတဲ့တရားကိုယ်ဆောင်တရားကိုရင်ကျေးခြင်းလို့ခေါ်တာဖြစ်ပါတယ်သားသမီးတိုင်းမှာမိဘဆိုတာရှိတယ်အဲ့လိုပဲမိဘတိုင်းမှာလည်းသားသမီးဆိုတာရှိပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့သားသမီးတွေဟာနော်သူတို့နဲ့ပတ်သက်ဆိုင်တဲ့ဝတ္တရားတွေယဉ်ကျေးမှုတွေအလေးဂရုပြုမှုတွေကိုမသိကြတော့ဘူးထင်ရတွေစိုင်းလာကြတယ်တချို့တွေကြတော့လဲမိဘတွေကနေပြီးတော့သားသမီးတွေအပေါ်အလိုလိုက်လွန်းတာနော်ဝတ္တရားတွေယဉ်ကျေးမှုထုံးတမ်းစင်လာတွေကိုသင်ကြားပေးခြင်းမရှိတော့တာဒီနေ့ခေတ်ကြီးမှာတွေ့မြင်လာရတာဖြစ်ပါတယ်အဲ့ဒီအပြင်မိဘနဲ့သားသမီးဆက်ဆံရေးမိသားတစုနဲ့တခြားမိသားတစုဆက်ဆံရေးကျောင်းသားနဲ့ဆရာဆက်ဆံရေးဌာနဆိုင်ရာအချင်းချင်းဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးလင်းနှမယားဆက်ဆံရေးမိတ်ဆွေအချင်းချင်းဆက်ဆံရေးလူကြီးနဲ့လူငယ်ဆက်ဆံရေးဈေးရောက်တဲ့သူနဲ့ဈေးဝယ်တဲ့သူရဲ့ဆက်ဆံရေးအလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးစတဲ့ဆက်ဆံရေးတိုင်းမှာယဉ်ကျေးမှုဟာအပြန်အလှန်အသုံးဝင်လာပါတယ်မရှိမဖြစ်လိုအပ်လာပါတယ်ယဉ်ကျေးမှုရှိတာနဲ့အမျှလူမှုဆက်ဆံရေးမှာများစွာအသုံးဝင်အကျိုးရှိလာတာကိုတွေ့ရပါတယ်လူသားတွေအဖို့အကျင့်စာရိတ္တကောင်းမွန်ရေးဟာအထူးအရေးကြီးသလိုပဲယဉ်ကျေးမှုယဉ်ကျေးခြင်းဆိုတာကလည်းလွန်စွာအရေးကြီးလာပါတယ်ယဉ်ကျေးမှုဟာမေတ္တာစိတ်ရဲ့အခြေခံအကြောင်းတရားတစ်ခုလည်းဖြစ်ပါတယ်တဦးနဲ့တဦးအပြန်အလှန်လေးစားခြင်းကူညီခြင်းနားလည်မှုရှိခြင်းခွင့်လွှတ်ခြင်းဆိုတာဟာယဉ်ကျေးမှုရဲ့အခြေခံနဲ့အပြန်အလှန်အထောက်အကူပြုနေတာကိုတွေ့ရပါတယ်ယဉ်ကျေးခြင်းဟာမိမိအတွက်သာမကပဲနဲ့မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေအတွက်ကိုပါအကျိုးကျေးဇူးရှိစေတာဖြစ်ပါတယ်မိမိနဲ့သူတစ်ပါးနှုတ်နှစ်ဖက်စိတ်ချမ်းသာမှုရှိစေတာလဲယဉ်ကျေးမှုကြောင့်ပဲဖြစ်ပါတယ်စိတ်ထားစေတနာမှန်ကန်ကောင်းမွန်ပေမဲ့အပြောအဆိုအနေအထိုင်ယဉ်ကျေးခြင်းမရှိလို့ရှိရင်နားလည်မှုလွဲချော်ပြီးတော့အထင်သေးခံရတတ်ပါတယ်ပဋိပက္ခဖြစ်စေနိုင်ပါတယ်ယဉ်ကျေးမှုမရှိခြင်းဟာမကောင်းတဲ့စိုးကျိုးကိုပဲပေးမြည်တာပဲဖြစ်ပါတယ်ယဉ်ကျေးခြင်းကိုလူတိုင်းမြင်လို့ကြပါတယ်ယဉ်ကျေးခြင်းဆိုရာမှာကိုယ်အမူအရာယဉ်ကျေးခြင်းနှုတ်အမူအရာယဉ်ကျေးခြင်းစိတ်အမူအရာယဉ်ကျေးခြင်းဆိုပြီးတော့ရင်၃မျိုးခွဲခြားနိုင်ပါတယ်လူမှုရေးနယ်ပယ်မှာကြည့်မယ်ဆိုရင်လူမှုဆက်ဆံရေးပြည့်ကောင်းမွန်မှုဟာလွန်စွာအရေးပါလှတာကိုတွေ့ရပါတယ်လူတုံးနဲ့တူပေါင်းသင်းဆက်ဆံတဲ့နေရာမှာပျော်ပြောင်းချိုသာပြည့်စွာပြောဆိုတတ်ဖို့အလွန်မဲ့အရေးကြီးလှပါတယ်လူကျင့်ဝတ်သိက္ခာရဲ့အနှစ်သာရဟာဇာရိတ္တကောင်းမွန်ရေးကိုကျင့်တရားကောင်းမွန်ရေးနဲ့ယဉ်ကျေးမှုစည်းကမ်းလိုက်နာရေးပဲဖြစ်ပါတယ်လူကျင့်ဝတ်သိက္ခာမှာကိုယ်အမူအရာနှုတ်အမူအရာနဲ့စိတ်အမူအရာတို့ဟာအခြေခံဖြစ်ပါတယ်ကိုယ်အမူအရာယဉ်ကျေးခြင်းနှုတ်အမူအရာအပြောဆိုတိမ်မွေခြင်းနဲ့စိတ်အမူအရာစိတ်နေစိတ်ထားဖြူစင်မြင့်မြတ်ခြင်းတို့သည်သာလူကျင့်ဝတ်သိက္ခာရဲ့တန်ဖိုးယဉ်ကျေးမှုရဲ့တန်ဖိုးပင်ဖြစ်ပါတယ်အခုပြောပြသွားခဲ့တာကတော့ယဉ်ကျေးခြင်းဆိုတဲ့နော်လူတူနဲ့တူဆက်ဆံတဲ့နေရာမှာယဉ်ကျေးစွာပြောဆိုဆက်ဆံခြင်းဟာအရာရာကိုအောင်နိုင်တယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်